လူကြီးလူငယ်ကြားမှမြည်အရန်လည်းကြိုက်ကြတယ်နေတိုင်းဒီပါလဲစားကြတယ်ငပြောသီးကရေဒီယိုတက်တိကြွနေတာကိုသင်သိပါသလားငပြောသီးမှာ potassium 14လို့ခေါ်တဲ့တဘာဝ isotope တစ်မျိုးပါဝင်နေပါတယ်အဲ့ဒီ potassium 14ကနည်းနည်းလေးရေဒီယိုတက်တိကြွမှုဖြစ်စေပါတယ်အဲ့တော့ငပြောသီးကမစားရတော့ဘူးလားစားနေတဲ့သူတွေကရောရေဒီယိုတက်တိကြွတဲ့အန်ရယ်ရှိမနေနိုင်ဘူးလားအဲ့အတွက်စိတ်မပူပါနဲ့ငပြောသီး10တန်းလောက်ကိုတစ်ထိုင်နဲ့စားရင်တော့ radioactive ဖြစ်ပြီးကြီးသွားနိုင်ပါတယ်ဘယ်သူမှလည်းငပြောသီး10တန်းကိုတစ်ထိုင်နဲ့မစားနိုင်လောက်ဘူးထင်ပါတယ်ငပြောသီးလိုပဲငပြောသီးထက်တောင်ပိုပြီးတော့ radio တက်တိကြွနှုန်းများတဲ့အစားအသောက်တွေရှိနေပါသေးတယ်အဲ့ဒီထဲကမှ Brazil nuts နဲ့အနီရောင်သားတွေကတော့ငပြောသီးထက်တောင်နည်းနည်းလေးပိုပြီးတော့ radioactive ဖြစ်နေပါသေးတယ်အာလူးနဲ့မုံလောင်းနေရတော့ငပြောသီးနဲ့ radioactive ဖြစ်နှုန်းအတူတူပဲလို့ပြောလို့ရပါတယ်တကယ်လို့သင်ကမုံလောင်းနေတော့ငပြောသီးတို့စားနေရင်နဲ့အရင်ကတည်းကပိုပြီးကလိုးလာတယ် skin တွေပိုကောင်းလာတယ်လို့ခံစားရတယ်ဆိုရင်တော့ radioactive ဖြစ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်